House of Villa ရဲ့ကျွန်တော်တို့ဦးဆောင်သူနဲ့ဒီနေ့ကျွန်တော်တို့ House of Villa ရဲ့အရှင်သခင်မာကြီးပေါ့နော်ကျွန်တော်အဲ့လိုသင်စားချင်ပါတယ်အရှင်သခင်မာကြီးဖြစ်တဲ့ကျွန်တော်တို့ဒီနေ့ရဲ့မင်းသမီးကျော်လေးလည်းဖြစ်တဲ့ထူးချွန်ထက်မြက်ပြီးတော့မှအရေးအချင်းနဲ့အပြင်ကျွန်တော်တို့အရေးအသွေးနဲ့ပါပြည့်စုံလှပါတော့ဒီနေ့ House of Villa ရဲ့ဦးဆောင်သူများဖြစ်ကြတယ်ကိုစိုးရနဲ့ကျွန်တော်တို့ဒေါက်တာခင်စပယ်ကိုလည်းစင်မြတ်ထက်ကိုတရားနေရာယူပေးဖို့လေးစားချစ်ခင်စွာနဲ့စတင်လို့ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာချစ်ချင်းတဲ့ဘဝကိုခွင့်ရှိတဲ့သူလို့တို့ကကံကောင်းတယ်ဆိုရင်မင်းမဲ့တူကြီးတော့တော့ပင်လေးတော့ချင်းနေတော့ပြနေပါမပါလေလေတို့နေရဲ့ချာယူသားတဲ့တိုင်ဝိုင်းဌာနချက်များတို့ဝေးအောင်ဖြောင်းဖြစ်လိုက်တဲ့မာဒီကန်တရားဆုံးတဲ့ဆယ်လုံးများလူကြုံပါလို့များဒီများလို့ဆုံးတဲ့စီရောနေတဲ့ကိုရှင်မနာကြည့်ချက်ကိုတော်ရှိပဲနဲ့ရှင်များစွာမျောလင်းရင်းနဲ့တို့စုတောင်းနေမယ်မိမိကိုကြည့်ရရှောင်းတဲ့သူတွေရရမအဖေကိုတွေ့နေပါရင်နာမရှိသေးရှောင်းလေဘူးရဲ့နေရာတွေမှာဒီနေ့တွေ့နေပါရဲ့နာမမရှိလေဘုံဝဲဘူးတို့ယုံနေအိမ်မထဲလေးများစီဘယ်လိုဘေးမှာမျောနေဝမ်းနေချင်နေမိဘူးချင်နေဘဝကိုခွင့်ရှိတဲ့သူလို့တို့ကကံကောင်းတဲ့ဆိုရင်မင်းနဲ့ဒီပဲတော့တော့ပင်လေးတော့ချင်းနေတော့ပြနေပါမပေါင်းတဲ့ရတဲ့သူညရဲ့ချာစားတဲ့တိုင်ဝိုင်းချာနာချက်များတို့ဝေးအောင်ဖြောင်းပြလိုက်တဲ့အမာဒီကန်တရားဆုံးတဲ့ဆလုံးများလူကြုံပါလို့များရှင်ကလို့ဆုံးရရှိချင်းမျောနေတဲ့မင်းကိုရှင်မနာကြည့်ချက်သူတော်ရှိတဲ့နဲ့ချင်များစွာမျောလင်းရင်းနဲ့တို့စုတောင်းနေမယ်မင်းကိုကြည့်ရရင်ရှောင်းလေဘူးတဲ့နေရာတွေမှာမင်းတွေ့နေပါရဲ့နာမရှိလေချိန်တိုင်းတို့ဝမ်းလို့မင်းမပြောနေဝမ်းနေချင်တယ်မင်းကိုတရားရင်ရှောင်းလေဘူးရဲ့နေရာတွေမှာနေနဲ့တွေ့နေနေပါရဲ့နာမရှိလေဝေးဘူးတို့ယုံနေအိမ်မထဲတဲ့ညစီတို့ဝမ်းကိုမင်းမပြောနေဝမ်းနေချင်တယ်မေဘူးချင်တယ်ကျေးဇူးပါပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ